နှစ်ပဲချိန်ပြီး N3 Canny Master New Edition ရဲ့ပေါ့နော်ခန်းကြီးလေးတစ်လုံးရမယ်ဆိုရင်စိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုကိုစောင်းအောင်ကြည့်သွားလိုက်ပေါ့နော်ကျွန်တော်ဗီဒီယိုပေါ့နော်ခန်းကြီးတွေအားလုံးဒီ YouTube channel The Sun YouTube channel မှာတင်ထားပေးပါတယ်ဒါဆိုရင်ဆက်သွားလိုက်ရအောင်နော် N3 ခန်းကြီးပေါ့နော်ကြက်ဖို့ခက်နေတယ်ဆိုရင်အခုဗီဒီယိုကိုကြုံသွားနေကြည့်သွားလိုက်နော်ကျွန်တော်တော်လုံးလုံးတက်လုံးလုံးပညာဒနာလောက်တာမဟုတ်ပါဘူးအတန်တကယ်လို့မှားခဲ့တယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ကြိုတင်ပြီးတော့တောင်းပန်အပ်ပါတယ်ကဲဟုတ်ပြီအားလုံးပါဗျာကျွန်တော်ဒီနေ့ကတော့ Canny Master New Edition ရဲ့32လုံးမြောက်စကားလုံးလေးတွားပါမယ်နော်2မိနစ်တာ Canny Master ဆိုတဲ့အစီအစဉ်အကျိုးဆိုပါကဲဟုတ်ပြီဒါဆိုရင်တွားလိုက်ရဒီနေ့တွားမယ့်စကားလုံးလေးကကျွန်တော်တို့ CO ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် CO မှာဆိုရင်ကျွန်တော်တို့ကအပိုင်းလေး၄ပိုင်းပါမယ်ပေါ့နော်ကျွန်တော်မြေကြီးပါမယ်ပြီးတော့ရင်လူပါမယ်နောက်ထပ်ကျွန်တော်တို့ပါဇက်ပါမယ်အောက်မှာကျွန်တော်တို့စားရဆိုတဲ့ပကံများပေါ့နော်ဒီအပိုင်းလေးပါပါမယ်အဲ့တော့ကျွန်တော်တို့ကသူ့ကိုအလွယ်မှတ်ပြီပေါ့နော်ကျွန်တော်တို့ကမြေကြီးပေါ်မှာလှမ်းထားတဲ့စားတွေကိုလူတွေကပကံနဲ့ထည့်ပြီးပကံနဲ့ထည့်ပြီးတိမ်မို့ပါဇက်ကပြောနေတယ်နော်အဲ့တော့ကျွန်တော်တို့ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်မြေကြီးပေါ်မှာလှမ်းထားတဲ့စားတွေကိုလူတွေကပကံနဲ့ထည့်ပြီးတိမ်မို့ပါဇက်ကပြောနေတယ်ဘယ်လိုဒီနေ့အနေနဲ့တောက်ကြနေတီတရက်ကိုခန်းကြီးတစ်လုံးကျွန်တော်ရဲ့ YouTube channel မှာတင်ပေးပါတယ်ဟုတ်ပြီနောက်ဆက်တွဲစကားလုံးလေးတွေကကျွန်တော်တို့ကဘာလဲဆိုရင် CO ဒါပေါ့နော်ပြီးတော့ရင် CORG စာရတာပြီးတော့ရင်ကျွန်တော်တို့ကဘာလဲဆိုရင် M bond နော်စာတဲ့နောက်ခါကျတော့ M ဆို chlorine death ဆိုတဲ့ဟာဖြစ်ပါတယ်ဒီ M ဆိုဒီကျွန်တော်တို့ခန်းကြီး master အရင်စာအုပ်ထဲကစကားလုံးလေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် like and subscribe ခေါင်းလုံးလေးနှိပ်ပေးခဲ့ပါဦး